ကျွန်တော်တို့ရဲ့အလေးချင်းတွေကိုကျွန်တော်တို့ပြောင်းလဲဖို့ကြိုးစားနေကြတယ်ဒါပေမဲ့မပြောင်းလဲဘဲနဲ့ဒီတိုင်းရှိနေတော့မယ်လားဒါဆိုရင်တော့ဒီဗီဒီယိုကြည့်လိုက်ပါတင်အတွက်အထောက်အကူတစ်ခုရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်နာမည်ကတော့ Raymond ပါကျွန်တော်ဒီရဲ့ပြောသားမဲ့အကြောင်းအရာတော့ကျွန်တော်ရဲ့အလေးချင်းတွေကိုပြောင်းလဲဖို့ကျွန်တော်တို့ဘယ်လိုမျိုးကြိုးစားရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပြောင်းလဲမှုကိုကျွန်တော်တို့စပြီးတော့စဉ်းစားတဲ့အချိန်မှာပြောင်းလဲမှုကြီးကြီးကိုတွေးပြီးတော့ကျွန်တော်ပြောင်းလဲဖို့လောက်တတ်ကြလို့ပါဒီလိုပြောင်းလဲမှုကြီးလောက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုတွေဖြစ်သွားလဲဆိုရင်ကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့လုံနေကြပုံစံတွေကကျွန်တော်တို့အတွက် resistance မရှိတော့ခံနိုင်ရမရှိတော့ဖြစ်သွားတယ်ပေါ့အဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုလူကပင်ပန်းလာတယ်ဒီပြောင်းလဲမှုကြီးကိုလက်မခံနိုင်ပဲကျွန်တော်မပြောင်းလဲနိုင်ပဲနဲ့ဒီຢာကတစ်ဖက်သဘောလို့ရှိရင်တလားလောက်ပဲလုပ်ပြီးတော့ပုံမှန်တိုင်းပြန်ဖြစ်သွားတတ်ကြပါတယ်ဒါတွေကကျွန်တော်လူတော်တော်များတွေးကြုံနေရတဲ့အရာတွေပါဆိုတော့ဒီຢာတွေမဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီຢာတွေမဖြစ်အောင်ကျွန်တော်တို့ကကျွန်တော်အလေးချင်မှာအကြီးကြီးနဲ့မပြောင်းလဲပဲနဲ့တေးသေးလေးကနေစပြောင်းလဲဖို့လိုအပ်ပါတယ်ကျွန်တော်စီစာအုပ်တွေထဲမှာကျွန်တော် YouTube မှာကြည့်လိုက်မြင်ရတယ်လို့ပေါ့ကျွန်တော်ရဲ့တနေ့တာကိုတစ်ရခိုင်နှုန်းကနေပဲကျွန်တော်စပြီးတော့ပြောင်းလဲဖို့စူးစမ်းကြည့်လိုက်ပါဒါဘာအတွက်ကောင်းလဲဆိုလို့ရှိရင်တင်းရဲ့ခံနိုင်ရည်ကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့တိုးတက်လာအောင်လုပ်ပေးသွားတဲ့အရာဖြစ်ပါတယ်ဥပမာပြောပြမယ်ဆိုကျွန်တော်တို့ကျင်စကစားရဲ့အချိန်မှာအလေးကြီးကြီးနဲ့ကျင်စရာတွေကျွန်တော်တို့မကစားခိုင်းပါဘူးဘာလို့လဲဆိုတော့အလေးကြီးကြီးနဲ့ကျွန်တော်စကစားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်က resistant ခံနိုင်ရည်မရှိတော့ဘဲနဲ့တရက်နှစ်ရက်တည်း muscle injury ရတော့ body injury ရတော့ပြီးတော့ကျွန်တော်ကျင်မစော့ဆက်မစော့နိုင်ပဲနဲ့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကျင်စားစော့မယ်ဆိုရင်ဘာနဲ့စားစော့ရလဲဆိုရင်ကျွန်တော်အရင်ဆုံးအလေးသေးလေးနဲ့စားစော့ရပါအဲ့ဒီတဘောတရားပါပဲကျွန်တော်တို့လေ့ကျင့်နေကျွန်တော်စပြောင်းလဲဖို့ကြိုးစားလာပြီဆိုလို့ရှင်ကျင်စော့တယ်လို့ပဲကျွန်တော်ခန္ဓာကိုယ်ကိုကျွန်တော်ရဲ့အလေးတွေကိုတိတိလေးကနေစဆော့ရလို့ပဲကျွန်တော်ရဲ့အကျစ်လေ့ကျင့်နေကိုလည်းတိတိလေးကနေစပြီးတော့ပြောင်းလဲဖို့ကြိုးစားလိုက်ပါကျွန်တော်လေ့ကျင့်ကိုကျွန်တော်တို့ပြောင်းလဲဖို့ကြိုးစားလာပြီဆိုလို့ရှိရင်ကျွန်တော်ဒါလေးတွေကကျွန်တော်ထပ်တင်စဉ်းစားမယ့်အရာလေးပေါ့နော်။ဆိုရင်ငါကိုယ့်ရဲ့အကျင့်တစ်ခုကိုပြောင်းလဲတော့မယ်ဆိုလို့ရှိရင်တော့ဒီတိတိလေးကနေစပြီးတော့တွားလိုက်လို့ရှိရင်ကိုလူချင်းတဲ့အလေ့ကျင့်အကြီးကြီးကိုပြောင်းလဲလာဖို့ပြီးတော့အဆင်ပြေနိုင်ပါတယ်။စာအုပ်တွေတော်များများပြီးလို့ရှိရင်ဒီ YouTube တွေမှာတော်တော်များများမှာအများနဲ့တင်လို့တွေ့ရမှာ။တင်ကိုတင်တရက်ထက်တရက်အများကြီးပြောင်းလဲဖို့မကြိုးစားပါနဲ့ 1% တစ်ရခိုင်တော့ပဲကျွန်တော်ပြောင်းလဲဖို့ကြိုးစားလိုက်ပါဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့တင်းရဲ့ပြောင်းလဲမှုကသူများမြင်စရာမလိုပါဘူးတင်းကိုယ်တိုင်တင်းမြင်လာပါလိမ့်မယ်ဥပမာဆိုလို့ရှိရင်တင်းဒီတရက်တာတစ်ရခိုင်တော့ပြောင်းလဲလိုက်ပြီဆိုလို့ရှိရင်တင်းဒီတစ်နှစ်စာ365ရဲမှာဆိုလို့ရှိရင်တင်းရဲ့ပြောင်းလဲမှုက365% ပြောင်းလဲလာမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောင်းလဲမှုကိုတိတိလေးပဲလောက်ပါဆိုပေမဲ့လည်းကျွန်တော်မှဘာပြီးထပ်ပြီးတော့လိုအပ်သေးလဲဆိုလို့ရှိရင်စီကံရှိဖို့လိုအပ်ပါတယ် discipline ရှိဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရက်တာလောက်မယ်ဆိုတော့1% ပဲကိုတိုးတက်ဖို့ကိုကြိုးစားမယ်ဆိုတော့စုံဖြတ်ထားရင်မှာကိုယ့်ရဲ့စုံဖြတ်ချက်ကိုလိုက်နာနိုင်မဲ့စီကံကွက်ကိုရှိဖို့လိုအပ်ပါတယ်ဒီစီကံကသူများချပြီးလို့များပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့အကျင့်ကိုပြင်ဖို့ဆိုတော့ကိုသာချပြီးတော့ဒီစီကံကွက်ကိုလိုက်နာရမယ့်စီကံဖြစ်ပါတယ်မဖြစ်မနေတင်ပြောင်းလဲမှုလုပ်ချင်တဲ့ဒီစီကံကိုလိုက်နာဖို့တော့မလွယ်မသွေလိုအပ်ပါတယ်ဆိုတော့ဥပမာဆိုရင်ကျွန်တော်ဆိုရင်အခုနောက်ပိုင်းပြောင်းလဲဖို့ကြိုးစားလိုက်ချင်မှာပါရီလုပ်လဲဆိုလို့ရှိရင်ငါ journaling ပုံမှန်လုပ်မယ်တရက်တိုင်းမှာကျွန်တော် journaling မဖြစ်မနေရေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့ဟာကိုတိုးတက်ချင်တဲ့အတွက်ကြောင့်ဒီရမှာကျွန်တော်စီကံရှိဖို့လိုအပ်တယ်ဒီဟာကိုကျွန်တော်ရဲ့ဘဝထဲမှာကျွန်တော်ဆွဲသွင်းဖို့လိုအပ်ထားရပေါ့နော်ဒီဟာတွေကိုကျွန်တော်လုပ်ဖို့ကျွန်တော် habit ထဲမှာကျွန်တော်ဆွဲသွင်းထားမှဒါကျွန်တော်ဒီရဲ့တိုးတက်မှုကိုကျွန်တော်မြင်ရမှာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်အဲ့လိုလေးတွေလုပ်ထားတယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်စီကံရှိအောင်နေရလားဆိုလို့ရှိရင်လည်းမရအောင်ကျွန်တော်ဒီ consistency ပုံမှန်လုပ်နေတယ်အမြဲတမ်းပုံမှန်လုပ်သွားမယ်လုပ်ကိုလုပ်ရမယ်ဆိုတော့ consistency လေးကြလုပ်သွားမယ်ဆိုရှင်ဒီ habit ကကျွန်တော်ဒီအလေးချင်းတစ်ခုကျွန်တော်ပို့ပြီးတော့တိစောက်သွားနိုင်ပါတယ်ဒီမှာဆိုလို့ရှိရင်ငါဒီရဲ့ကျင့်သွားမယ်ဒီတလားတင်ငါကျင့်သွားမယ်ငါရဲ့ body ရဲ့ transformation ကဘယ်လောက်ဖြစ်ချင်လဲဆိုရရမြေကျွန်တော်တွေးလိုက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲငါချင်းပဲချိန်သွားမှာလဲငါဘယ်လိုဆော့မှာလဲငါဘယ်နဲ့နိုင်ဆော့မှာလဲငါတို့စဉ်းစားပြီးသွားပြီးဆိုလို့ရှိရင်လည်းတကယ်လည်း
ဒီမနေ့ဆော့မယ်ဆိုလို့ရှိရင်မနေ့ပဲထားပါဒီကထားဖို့ကတင်းတော့အဓိကလိုအပ်ချက်ပါဆိုတော့ဒီတင်းဒီဘာလဲမနေ့ထားလာပြီးလို့ရှိရင်ဂျင်းကိုသွားဖြောင်းသွားမယ် consistency ရှိဥမာဆိုရင်ငါမနေ့တိုင်းပဲချင်းသွားမယ်ဆိုရတဲ့ဟာမျိုးတတ်မှတ်ချက်ထားပြီးတော့တင်းပုံမှန်ကိုသွားပြပါမယ်ငါဒီတစ်ပတ်တွင်မှာငါရဲ့ချင်းပြအောင်ဆော့မယ်ဆိုတင်းကိုတင်ဆောင်ဖြတ်ထားပြီးဒီ9ရက်လောက်ပြအောင်ဆော့တဲ့စီကံတင်းဟာတင်လိုက်နိုင်ရပါမယ်ဒါတွေကကျွန်တော်တို့စပြီးတော့ပြောင်းလဲနိုင်အောင်လုပ်နိုင်တဲ့အချက်တွေတချို့အရာတွေပါဆိုတော့ကျွန်တော်ခုနပြောလိုမျိုးပြောင်းလဲမှုအကြီးတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကြီးပြောင်းလဲမှုစူးစမ်းပါနဲ့ကျွန်တော်တေးလေးကနေစပြီးတော့ပြောင်းလဲနိုင်ဖို့ကြိုးစားပါဒီလိုရှိရင်နောက်တစ်ခုကကျွန်တော်ရဲ့ဆုံးဖြတ်ထားတဲ့အရာတွေကိုစီကံရှိကျွန်တော်လှုပ်ဆောင်ပါဒီလိုရှိရင်ပုံမှန်အတိုင်းမဖြစ်မနေလှုပ်ဆောင်ရမယ်ဆိုရယ်လုပ်ငန်းမျိုးနဲ့ကျွန်တော်တို့တွားပါဒါဆိုလို့ရှိရင်တော့တင်ရဲ့ပြောင်းလဲမှုဖြစ်စဉ်အကြီးတစ်ခုလုံးမှာပြောင်းလဲမှုတေးလေးတစ်ခုကနေစပြီးတော့ပြောင်းလဲလာပါလိမ့်မယ်ပြောင်းလဲမှုတေးလေးတစ်ခုကနေစလိုက်ပါဒီကတော့တင်ရဲ့အကျင့်ကတင်ဘာတူလဲဆိုတာကိုပို့ပြီးတော့ဖော်ပြနေပါတယ်ဘာလို့ဆိုတင်ရဲ့ဒီအကျင့်တေးလေးတွေကိုတင်ပြောင်းလဲနိုင်မှာပဲဒီအရာကတင်အတွက်ကိုပို့ပြီးတော့နေဘာတူလဲနေပါလောက်နေရလဲနေဘယ်လိုမျိုးသွားနေရလဲဆိုတော့လူတွေကတင့်ကိုတဖြည်းဖြည်းနဲ့မြင်လာမှာဘာလို့လဲဆိုတော့တင်းရဲ့ပြောင်းလဲမှုကတင့်ကိုခေါင်းထဲပေါ်လာပေးပါလိမ့်မယ်ဆိုတော့ဒီရဲ့ကျွန်တော်ပြောချင်တာတော့တင်းရဲ့ပြောင်းလဲမှုကို 1% တစ်ရာခိုင်နှုန်းကနေပဲတင်စပြီးတော့ပြောင်းလဲလိုက်ပါဒါဆိုရင်တော့တင်းတဖြည်းဖြည်းနဲ့ပြောင်းလဲမှုအကြီးကိုရရှိလာမယ်တင်းကိုတင်လဲပို့ပြီးတော့မြင်လာမယ်နေရာဘယ်လိုလူမျိုးလဲဆိုတာသူများတွေပို့ပြီးတော့မြင်လာလိမ့်မယ်ဘာလို့လဲဆိုတော့တင်းရဲ့အချင်းပြောင်းလဲခြင်းအဖြစ်ဒါတွေကတင်ပို့ပြီးတော့ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာမယ်ပို့ပြီးတော့တိုးတက်လာတဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကတင်တဲ့အကျိုးတစ်ခုရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို like follow and share လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်